တော်လေး ဘာလာလောက်တာလဲအဆိုင် အမေကအိမ်မှာစားစရာစားမရှိဆန်လေး3ဘူးလောက်လေးကြီးခန်းလိုက်လို့လေ လာပြမင်းနင်တို့လာလို့ရှိရင်ငါတို့အိမ်ကိုစားချိလိုက်ဆန်ချိလိုက်ပတ်ဆန်ချိလိုက်နဲ့ငါတို့အိမ်ကလိုသားရလို့များထင်နေရလား မဟုတ်ပါဘူးတော်လေးအိမ်မှာစားစရာဆန်မရှိလို့အမေကကြီးခန်းလိုက်တာပါ ဟဲ့စားစရာမရှိအလုပ်လုပ်ကြတယ်နင်တို့လက်မပါကြောက်လား အမေကလည်းအခုတော့ကုန်စည်ရောက်တာလုပ်ငန်းကြီးအဆင်မပြေလို့ပါတော်လေး ဟိုတနေ့ကလည်းနဲ့အမေငါရှာနေခဏလေးဆိုမှပတ်ဆန်တောင်းခွဲချီတော့အခုတည်းကိုလာမပေးသေးဘူး အဲ့ပတ်စံနဲ့အမေကုန်စည်ရောက်တော့အဆင်ပြေလို့ရှင်ပြန်ပေးမယ်တဲ့တော်လေး ခဏဆောက် ဟုတ်တော်လေး ရဒီမှာနေမာတဲ့ဥစ္စာရပြီ ဟုတ်တော်လေး စောက်လုံးမရှိစောက်ကိုင်မရှိစောက်ပြင်းကကြီးတယ်အလောက်ကမလုပ်ဘူးတာအမီ300ပေါင်မှာပတ်ဆန်ချီငါးပဲလာလုံးနေကြတာ ကျေးဇူးပဲတော့တော်လေး မလို့ဘူး တော်တော်လို့မင်းတော့